ဒီဇလန်လေးကတော့တိတ်သက်တရားကိုပေးပို့လာတဲ့ဖြစ်ရမှန်ဇလန်လေးတစ်ခုပါမိတ်ဆွေတို့မိသားစုတွေကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်ဖွယ်ရာဖြစ်ရမှန်ဇလန်တွေကိုလည်းကျွန်တော်စီကိုရေးသားပေးပို့နိုင်ပါတယ်အကောင်းဆုံးဖြစ်အောင်အမတ်တရဖြစ်နေပြန်လည်တင်ဆက်ပေးပါမယ်ကျွန်တော်ကတော့တင်ဆက်သူထွတ်မြတ်ပါကျွန်တော်တို့ကားသမားလောကမှာအသွားအလာအပြောဆိုဆင်ခြင်ရမယ်ဆိုတဲ့စကားကအကြောင်းမဲ့ရှိနေတာမဟုတ်ပါဘူးတခါတလေကိုကစားနောက်လိုက်တဲ့အပြုတ်မှုလေးတစ်ခုကမမြင်ရတဲ့နာမည်ခံပုံကိုယ်တွေကိုစော်ကားမိသလိုဖြစ်သွားတတ်ပါတယ်အဲ့ဒီနေ့ကကျွန်တော်တို့ဝမ်းတွင်းမျိုးကနေလစီဆိုင်ကနေတဆင့်ဖလန်ကျင်းဆိုတဲ့ရွာလေးကိုတက်သွန်တွားတင်ဖို့ထွက်လာခဲ့ကြတယ်ကားပေါ်မှာကျွန်တော်ရဲ့ဒရိုင်ဘာကိုကြီးရဲ့လမ်းပြရွာသားနဲ့အမျိုးသမီးတစ်ယောက်ရဲ့စုစုပေါင်း၄ယောက်ပေါ့နေကင်းကြောင်တောင်ရွာဦးနတ်ဆင်ရှိကိုရောက်တော့လာကြုံမဲ့ရွာသားကိုဆောင်ရင်ကားကိုခဏရပ်ထားတယ်အဲ့ဒီချိန်မှာဒရိုင်ဘာကိုကြီးကအညောင်းဆန်ရင်းနဲ့ကျွန်တော်ကိုစားနောက်ပြီးသူ့ရဲ့ပစိုးကိုလမ်းပြီးတော့မဖွယ်မရလောက်ပြလိုက်တယ်ကျွန်တော်တို့ကတော့ညီကိုရီမို့လို့ရီမောနေကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့သတိမထားမိတာကအဲ့ဒီနေရာဟာရွာဦးနတ်ဆင်ရှိဖြစ်နေတာရဲ့နေမီကန်စောင်းလျှောက်သူတွေရှိနေတယ်ဆိုတာပါပဲအဲ့ဒီမဖွယ်မရအပြုတ်မှုကပဲကျွန်တော်တို့ရဲ့အပြန်ခီးကိုတွေးပြက်စရာကောင်းလောက်အောင်ဖန်တီးတော့မယ်ဆိုတာဘယ်သူမှမရိပ်မိခဲ့ကြဘူးတက်သွန်တွေတင်ပြီးတော့ရွာကအထွက်မှာညနေဆောင်နေပြီထူးထူးခြားခြားပဲလမ်းကောင်းနေတဲ့နေရာမှာကားကဘွက်နစ်တလူမျိုးနစ်သွားရောထုံဆက်နဲ့တော်တော်လေးဆွဲထုံမှရသွားတယ်ကျွန်တော်လည်းကားနစ်လို့ဝိုင်းလို့ရတာနဲ့တော်တော်လေးမောနေပြီကားကောင်းကန်းက3ယောက်ပဲဆန့်တာမို့ကျွန်တော်ကနောက်ကကြက်သွန်အိတ်တွေပေါ်မှာပဲလိုက်လာခဲ့တော့တယ်ကားကတဖြည်းဖြည်းမောင်းထွက်လာချိန်မှာထူးဆန်းတဲ့အဖြစ်အပျက်တွေစလာတယ်ကားကောင်းကန်းတွေကလူတွေပြောပြချက်အရကျွန်တော်ကားပေါ်တက်သွားတဲ့အချိန်မှာကျွန်တော်အပြင်နောက်ထပ်လူ3ယောက်ကကားနောက်ပိုင်းကိုတက်သွားတာသူတို့မြင်လိုက်ရတယ်တဲ့တငယ်ချင်းတွေအဖော်ကြတာပဲဆိုပြီးသူတို့ကထားလိုက်တာတကယ်တမ်းကတော့ကျွန်တော်ကတယောက်တည်းပါအဆိုးဆုံးကစောနာကနတ်စင်ရှိကကုန်းလေးကိုကြော်တဲ့အချိန်ပဲမြောက်ရီတောင်တက်လမ်းတွေကိုအေးအေးဆေးဆေးတက်နိုင်တဲ့ကျွန်တော်တို့ကားကအဲ့ဒီကုန်းလေးကိုမတက်နိုင်ပဲနဲ့အင်ဂျင်ကတအုံအုံနဲ့ရုံနေရတယ်အဲ့ဒီချိန်မှာကားကောင်းကန်တွေကလူ3ယောက်လုံးကြားလိုက်ရတဲ့အတန်ကြီးကဟိုးထမတက်နဲ့တဲ့အနောက်ကနေတစုံတယောက်ကလှမ်းអော်ပြီးကားကိုဆွဲထားတယ်လို့မျိုးဒရိုင်ဘာကိုကြီးကတော့ကြောက်လက်နဲ့ပဲဒီဟာကိုအနေဆုံးချပြီးတော့အတင်းနင်းတက်လိုက်ရတယ်နောက်မှပါလာတဲ့ကျွန်တော်ကတော့ဘာတမ်းမှမကြားရပဲတစ်ချက်တိုးဝင်လာတဲ့တောနံအေးအေးကြီးကိုပဲခံစားနေရတယ်လမ်းမှာကားကအရှိန်ပြင်းပြင်းယုံလိုက်ရလို့ထိတက်လာတယ်အဲ့ဒါနဲ့လက်ကွင်းပြင်ကြီးတစ်ခုနားမှာကားရက်ပြီးအင်ဂျင်ကိုရေပတ်ဖို့လှုပ်ကြရတယ်ကျွန်တော်ကကားနောက်ကနေဆင်းပြီးရေပုံးတောင်းလိုက်တော့ဘေးနားကလူတစ်ယောက်ကရေပုံးကန့်ပြီးကျွန်တော်နဲ့အတူရေဝိုင်းပတ်ပေးနေတယ်ကျွန်တော်ကလည်းမောနဲ့လမ်းပြရွာသားပဲဖြစ်မှာပါဆိုပြီးလူကိုတေချာမကြည့်မိဘူးအဲ့ဒီချိန်မှာကားရက်ထားတဲ့နားကတစ်ပင်အုပ်စီကနေငှက်ဆိုးတကောင်ကစူးဝါထိုးလိုက်တဲ့ကညာကြီးမင်းကြီးမှာကြက်သိမ်းထစရာပဲကားပြန်ထွက်တော့ကျွန်တော်ကားနောက်မှာပြန်ထိုင်နေတော့ဒရိုင်ဘာကဟဲ့ကောင်မင်းနောက်မှာစကားတွေပြောနေတာလားလို့လှမ်းပြီးတော့မေးတယ်ကျွန်တော်ဘာစကားမှမပြောခဲ့ပါဘူးတလန်းလုံးတိတ်ဆိတ်ပဲဒါပေမဲ့ကျွန်တော်ကားနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်အသက်ရှူတန်တွေရပ်သွားခဲ့တယ်လာရောက်မှုံဝါအောင်မှာကားနောက်ကနေမလန်မကန်းမှာအရှိမဲကြီးတစ်ခုလိုက်လာနေတာသူ့ရဲ့အရက်က6ပေ9ပေလောက်ရှိမယ်လူလားတရေလားမသေးကွဲပေမဲ့ကားအရှင်ရှုံရင်သူကရက်ကြည့်နေပြီးတော့ကားသွားရင်ထပ်လိုက်လာတယ်ကျွန်တော်ကတရေကြောက်တတ်သူဖြစ်ပေမဲ့အဲ့ဒီအချိန်မှာတော့မောလွန်းလို့ကြောင်ပြီးတော့ကြည့်နေမိတယ်အဲ့ဒီအရေးကြီးကကျွန်တော်တို့နဲ့အတူပါလာတာသိကြနေပြီစက်ခင်းရွာကိုရောက်ခါနီးမှာတော့အဲ့ဒီအရေးမဲကြီးကရုတ်တရက်ရက်လိုက်တယ်ပြီးတော့ကားစီကိုလက်ညှိုးငေါထိုးပြီးအတန်အော်ကြီးနဲ့ဟိတ်ဟောက်လိုက်တဲ့အတန်ကကားတစ်စီးလုံးဟိမ့်သွားတာပဲမင်းတို့တဲကတယောက်ဖုံးကန်ကြီးနေလို့ငါကက်လို့မရပေမဲ့မင်းတို့ငါရွာလာပြီးမဖွဲမရလှုပ်သွားတာနောက်တစ်ခါငါရွာကိုထပ်မလာကြနဲ့အဲ့ဒီအတန်ကြီးကလူတန်နဲ့မတူပဲမြေအောက်ကထွက်လာတယ်လို့မျိုးတုံခါနေတာကားကောင်းကန်တဲ့ကလူတွေရောကျွန်တော်ရောအကုန်ကြားလိုက်ရပြီးအသက်ကိုအောင်ထားမိကြတယ်
အဲ့ဒီစကားပြောပြီးတာနဲ့အရေးမဲကြီးကမှုံရိပ်ထဲမှာပျောက်ကွယ်သွားတော့တာပဲဒရိုက်ဘာကိုကြီးလည်းမျက်နှာဖြူရော်သွားပြီးကားကိုမနာတမ်းမောင်းတော့တာကျွန်တော်တို့နားလဲလိုက်တာကတော့အကိုကြီးရဲ့ဆိုတဲ့စားနာမှုကအဲ့ဒီနယ်မြေကပုံကိုယ်တွေကိုစော်ကားမိသူလိုဖြစ်သွားတာပါပဲတန်ကောင်းလို့ကျွန်တော်တို့ထဲမှာထုံးကန်ကြီးသူပါလာလို့သာအသက်ဘေးကလွတ်ခဲ့တာဒါကြောင့်ကားသမားညီကိုတွေနဲ့ပြီးသွားသူတွေကိုမှားချင်တာကရွာတရွာနေမြေတစ်ခုကိုရောက်ရင်ကိုယ့်ရွာကိုယ့်အိမ်လို့သဘောမထားပဲအနေအထိုင်အပြောအဆိုအထူးဆင်ခြင်ကြပါလို့မမြင်ရတဲ့အရာတွေဟာကျွန်တော်တို့ဘေးနားမှာတင်ရှိနေတတ်တာမလို့ပါ